နဲ့ခေါင်းနဲ့ရောက်လာတယ်တကူပြောရမယ်ငါပြောရမယ်မနက်ကငါ့ကိုအိုင်တဗျူကိုဟိုဟာဒီကနေတော့မှထမင်းတွေချက်ဖို့ကအိုးသွားတည်ခိုင်းတာသိလားဆက်လေးသမား2ယောက်ထည့်လိုက်တယ်ဘယ်ချိန်သွားမနက်9နာရီနော်ဆက်လေးသမား2ယောက်ထည့်လိုက်တယ်ထည့်လိုက်တော့ငါလည်းပျော်တာပေါ့ငါပေါ်တာနဲ့လိုက်သွားလိုက်ရောနာစားရွာစားသွားပဲရလားမေဟိုလမ်းရောက်လဲရောက်တော့ဘာဖြစ်တယ်မလဲကိုကကိုကဲမနဲ့သူ့ပြန်ခေါ်သွားတယ်အိုင်တဗျူအိုင်တဗျူနော်ကိုကကိုကဲမဖွင့်ပြီးတော့သူ့ပြန်ခေါ်သွားတယ်ဆက်လေးသမားလမ်းမသိလို့ဆက်လေးလမ်းမသိလို့Google နဲ့ပါရအေးကိုရောက်တော့တခါခဏရက်လိုက်တယ်ဘာသလုံးကိုသွားတာတို့ဒီကထမင်းချက်ဖို့လေအိုးသွားယူတာအိုးအဲ့ဒါတို့ပထမတော့ချက်ခဲ့တဲ့အိုးတွေအေးအိုးအိုင်တဗျူမှာချက်ခဲ့တဲ့အိုးတွေကိုသွားယူတာအိုးကဆိုင်ကိုပြောပြအောင်မင်းအိုးဆိုတာမျိုးလုပ်တာအိုးကလည်းမင်းနဲတိုင်းမဟုတ်ဘူးနဲတာမဟုတ်ဘူးမောင်ဘူးတယောက်ပါတယ်မောင်ဘူးလည်းတို့အိုးအန်တဗျူရောက်ကိုးသွားတယ်ရောကိုးသွားတယ်လည်းတယ်ရောဝါးလိန်နဲ့ဝါးပေါင်နဲ့အိုးတယ်တာဝါးပေါင်ကလုံးစုံမြုပ်တာတယောက်စလုံးရေထဲမှာပလုံးအိုးလေးအခုမောင်ပါပြောတာပကံစတိပကံချက်90နဲ့ဇုံးနေနဲ့ကြံခဲ့ဒီထဲမှာပြုတ်ဝါပေါင်မောက်ပြီးတော့ရေမြုပ်သွားတာကိုတက်တော့ကိုဖက်ထုတ်နေရတာဘာသတိမရပြန်လာတော့ပြန်လာတော့ငါပြောမယ်ပြန်လာတော့ငါတို့ပြန်ချလာတာပေါ့ပြန်မယ်ဆိုပြီးဆက်နိုးတယ်ဆက်ကနိုးလို့မရတော့ညီလေးဘာဖြစ်တာလဲဆိုတော့ကိုကြီးတဲ့ဆက်ကအေးွားလို့ပြင်မယ်လေအေးကွာနှိုးကွာလို့ဆိုမင်းတို့လျှက်ဘယ်လောက်ရှိလဲငါတို့လျှက်18တောင်လေ18တောင်လေတသားလေးအေးပြအောင်လို့ညီလေးတို့19တောင်ပြင်ကြားဖြစ်တယ်ဟဲ့လားညီလေးတို့မင်းလို့ပြအောင်လို့မင်းစက်ကိုတေချာမောင်းနိုင်လားဟာကိုကြီးတဲ့ညီလေးရတဲ့ဒီရေမြုပ်တော့မှရက်ွက်တဲ့ပတ်မောင်းတာနဲ့နောက်တစ်ယောက်2ယောက်ပါပါမဟုတ်လားအေးနောက်တစ်ယောက်ငါမင်းလေးပြောင်းမင်းအောင်မမောင်းတော့ဘူးလားကိုကြီးတဲ့ညီလေးကဆိုင်ကယ်ဆွဲတာဆိုင်ကယ်ကဲဒီတီဗီတို့ငါတို့အဲဟိုကနေငတိုင်းကျောင်းကနေအိမ်တဗျူကိုကယ်ရီသမားနဲ့ရက်ွက်တဲ့ပတ်မောင်းနဲ့ဆက်လေနဲ့ငါသွားလိုက်တာအလားကြီးကိုပြောတော့ဆက်နိုးမရဘူးမင်းတို့ရဲပဲချင်းတွေ့ပဲချင်းရောက်ပါကိုပြောတော့ဆက်နိုးမရဘူးကဲထားပါတော့မနက်ကဘယ်ချိန်သွားတယ်ဘူး9နာရီရောက်သွားတော့မနက်9နာရီသွားတယ်တို့မဟုတ်9နာရီကြက်လှုပ်လိုက်တာ9နာရီရစလှုပ်တာဘယ်ချိန်မှရောက်တာ9နာရီနေက9နာရီမှအိုင်တူရောက်တယ်ငါကိုကမ်းမထောက်ကြည့်တာ GPS မှာမိနစ်20ပဲကြာမယ်ညမှာသမီးတော့ကျဲလို့ဒီမှာစားလိုက်တာပေါ့ဘယ်ကျဲလို့စီဒီကျဲလုံးနေပါလေဆိုကျဲလို့ဒီမရဘူးညမှာရောက်မယ်ဘာရစားခဲ့လဲဘာမှမနာရဘူးမနေ့ကထွက်သွားတာလက်ဖေးတစ်ခွက်9နာရီထိုးတွေကလက်ဖေးတစ်ခွက်နဲ့ထွက်သွားတာဘယ်ချီတီးရောက်သွားလဲဆိုတော့အခုငါတို့ပြန်လာတဲ့ညနေ6နာရီပြန်လာကြည့်နေပြောပါအေးညနေ6နာရီဒီဒါတော့လမ်းမှာဘုန်းကြီးကတနာလို့တဲ့သူရေနမှုပြန်ဆုံးသွားစားကြည့်ရင်ဘာရမလဲစားကြည့်ငါတို့မြည်ရည်နဲ့ဟိုတော့ပါလဲအပေါ်မှာပေါ်နဲ့ကနဖောနဲ့ရမယ်ပွဲတွေရောနွားရတယ်ပြောတယ်ကျွဲတွေနွားရတယ်ပြောရေနဘူးပေးသွားတဲ့ဆရာတော်ပဲသွားရတယ်ရေနဘူးပေးသွားတဲ့ဆရာတော်ကံကောင်းတာဆရာတော်တရားပေါ်ဟောတာဟိုဘက်ရွာမှာငါတို့ဆက်လီကရေထဲမှာလဲနေလို့သူပြန်ခေါ်လာတာငါတို့ငတိုင်းရောက်တရားပွဲတော့သွားလိုက်ရလားတရားဝဲမသွားလိုက်ရဘူးဆရာတော်ငါတို့ပြန်ခေါ်လာတာဒီကိုနောက်မဆိုရောက်ဖို့မရှိဘူးတရားဟောဆရာတော်ကကဲတဲ့ဆရာတော်ဖြစ်လာတာပေါ့ကဲတဲ့ရုပ်ပြန်ကဲလာတာ तू อ่ะကဲတဲ့ရလေသမားကိုကဲတယ်ကဲတဲ့နဲ့လေသမားကိုဆရာတော်ကဲခဲ့တယ်အဲ့ဒီဆရာတော်ဆက်လီကိုမောင်းတယ်ဘဲရလဲ तू လည်းမပြန်တတ်ဘူးငါကြည်ပြပြန်မွေးရကိုလည်းချီရနေတော့ကျွန်တော်ကြည်ပြမွေးမိတယ်ဘဲဆိုပဲညာဆိုညာလေဒီကအဲ့ဒါငါတိုင်းညောင်းသားကြီးပဲနော်မဟုတ်လေကွာဆိုရတော့ရေပင်ကတအားကျယ်သွားပြီကွာသိရမလားမျက်စိလဲသွားပြီအဲ့ကဲကွာစိတ်လေတာဒီလိုမဟုတ်ဘူးအဲ့ဖောင်မောက်ပြီးတော့ငါတို့လည်းပါတဲ့မမူကြီးတော့အလားအစားအများကြီးပြပါသူဒီလိုမဲနဲ့လောက်တာလာကြီးဆက်လေမောက်တယ်လဲသူပါတယ်ချော့လဲတဲ့နှစ်ခေါက်ဟိုမှာဘိုးကြီးဒီမှာပင်တင်မားပြီးပါအောင်မရတော့မမူတဲ့ဆေးတောက်ပြီးတော့နားလိုက်တော့မယ်တဲ့နောက်သွေးတိုးသမားမလားသွေးတိုးသမားဆိုသွေးတိုးတွေတက်တာသွေးတိုးစီးကြိုသမားမလားအစ်ဆိုရင်ထိုးရမယ်တော်မဲနဲ့လောက်တာလေဘူးအခုအဲ့မောင်ဘူးကြီးကမလဲပြရောင်းမကြံခဲ့လို့ပြန်ယူရမယ်တဲ့ရတော်ပြီလို့မ